မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနာတော်ဗီတင်စာရနိုင်ထွန်းရန်ကုန်မြို့တော်မှာစားတတ်ဗီဒီမေထမိတ်ဆောင်ခွင့်ရသားသူများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းဥစွာပရမနှုတ်ခွန်းဆက်တာအပ်ပါတယ်ဗုဒ္ဓံပုစေမိဓမ္မပုစေမိတန်ကံပုစေမိပူဇော်ပါရရှင်မြတ်ဖျား2026ခုနှစ်9လပိုင်း7ဒေါ်လာလာမှာတနင်္ဂနွေသားသူများကန်ကြမှာကန်စာတာဟော့စတန်လို့ကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရနာထုံးမှဆွေးနွေးဟောပြောပေးပါမှာပဲဖြစ်ပါတယ်9လပိုင်းမှာကန်ကောင်းတော့နင်းနဲ့ပိုင်းချင်းအသီးသီးမှာတနင်္ဂနွေသားသမီးနဲ့ဂျာတာပရိသားသမီးနဲ့ဟာအင်မတန်ကန်ကောင်းတော့နင်းနဲ့ပိုင်းရှင်ဖြစ်တယ်အခုစာနေနဲ့ဟောပြောပေးပါမှာကတနင်္ဂနွေသားသမီးကန်ကြမှာကန်စာတာဟော့စတန်လေးဖြစ်ပါတယ်တနင်္ဂနွေသားသမီးခင်ဗျာ7ဇွန်လ9လပိုင်းဟာစုံကြုံထားတာတွေနစ်နာထားတာတွေလွန်ခဲ့တဲ့3-5လမှာမပြီးပြတ်တဲ့ကိစ္စတွေပြီးပြတ်မယ်အကြံစီရွယ်ချက်တွေအောင်မြင်မယ်စုံကြုံထားတာတွေပြန်ရမယ်ဒေါသစိတ်တွေနည်းနည်းတော့ထိန်ပေးရလိမ့်မယ်အဆဆရရကိုစိတ်ရှိတိခါစာစောင့်ရခြင်းအပြင်အောင်မြင်မှုဖော်ဆောင်9လပိုင်းဇွန်လ3ရက်နေ့ကနေစပြီးတော့ကံကောင်းခြင်းစမယ်ပထမတရက်ဒုတိယတရက်နေလို့တတိယနေ့3ရက်မြောက်9လပိုင်း3ရက်နေ့စပြီးတော့ဇာတာကောင်းစားမယ်9လပိုင်း3ရက်နေ့ဟာတောက်ကြနေကြရောက်မယ်9လပိုင်း3ရက်နေ့ကနေစပြီးဇာတာကောင်းပေါ်မှာဒုတိယဘာဆိုလာပြည့်နေ့9လပိုင်း29ရက်နေ့ဗုဒ္ဓခုနှစ်အထည်ဖြစ်တယ်နော်တလနီးနီးတလလုံးလုံးကံနေပွင့်တယ်လုံငါးစီးပွားတွေဖြစ်ထွန်းမယ်အိမ်ချမ်းမြေတိုက်တာအဆောက်အုံထွက်ထားတဲ့ရွှေပြန်ဝင်တာအိမ်ချမ်းမြေတိုက်တာအဆောက်အုံတို့ကောင်းချိုပေးမယ်အင်မတဝမ်းမြောက်ဝမ်းသာပျော်ရွှင်ကြည်နူးစရာဖြစ်စဉ်တို့ကိုလည်းကြုံရဆောင်ရမယ်အခက်အခဲအသားစီးတွေလည်းကြော်လွှားနိုင်မယ်စိတ်ညစ်နေတာတွေစိတ်ရှုပ်ထွေးနေတာတွေပြေပြောင်းမယ်အိမ်နောင်တဲ့အိမ်နောင်ရှင်များကိုအိမ်နောင်ကြီးစိတ်အခမ်းမသိတာတွေနည်းနည်းလေးပြိုရွယ်ငယ်ရွယ်သူများမှာလည်းအရှိဂယုကမှုဖြစ်တတ်တယ်ထင်အောင်ထင်မှလွဲမှားတာပြစ်တဲ့ဝေဖန်ချုပ်ချတာတနည်းအားဖြင့်ပြောမယ်ဆိုရင်စိတ်တွေမကြည်မလန်ပဲပြောမိပြပြောတာတဦးတောင်းနဲ့ပေးစားတာမဟုတ်မတဆွဆွယုံမဖဲ့တာဒိတ်ဖြစ်စင်နေဟာပြုတ်ရငယ်ရွယ်သူများအထုတတိထားရလိမ့်အထုကယူစားရမယ်နှုတ်လွန်စိတ်မှမှန်ပါပြောပြီးဆိုပြီးသွားလို့ရှိရင်အစင်မပြေတဲ့ရှင်းရှင်းမြတ်တာတွေပေါ်ပေါ်ကင်းရှိနေလို့စားနေနဲ့စားရမိတ်ဆွေတန်ငငယ်သားသမီးများပြည့်ရငယ်ရွယ်သူများမိမိတို့အရှိနှလုံးသားမှာနည်းနည်းလေးမလိုလားတဲ့အထင်းငုံကမပေါ်ပေါက်လေးအောင်စဉ်းစားရှင်းချိန်ပြီးမှဆောင်ရွက်ပါမေတ္တာရနဲ့ပတ်သက်ပြီးမလိုလားအတက်အနောက်ချက်ဝင်တက်တာကြိုတင်ပေးစားနေတယ်မေတ္တာရက်ခံထားတယ်ကံကောင်းခြင်းလက်လာပစီးပွားစာတာကောင်းမော့မယ်ငွေကြေးကိစ္စတွေအောင်မြင်မယ်9လပိုင်းတလလုံးမှာတနင်္ဂနွေသားသူကနံပါတ်1ကံကောင်းမှာဒုတိယကံကောင်းတာဂျာတာတိထို့နေနာပါရှင်ကဥဟာအင်မတန်ကံမြင့်တဲ့9လပိုင်း7ဇွန်လအောင်မြင်မယ်ပျော်ရွှင်မယ်ကောင်းကျိုးထူးခြားမယ်စီးပွားကံတို့တိုးတက်မယ်နည်းနည်းလေးသတိပြုပေးရမှာဂယုစိုက်ပေးရမှာကြားမကြီးမှာအစာအိမ်လေထိုးလေအောင်တာအစာအိမ်ရောင်တာအစာတော့မတင်မြတ်တာဘာစားစားအရှင်ဓာတ်ပေါက်တာစားခြင်းသိတောက်ဟလာစားခြင်းစိတ်တောက်ခြင်းစိတ်မရှိတာအစာခရင်ပြတ်တာအစာတောင်းနဲ့ပတ်သက်ပြီးတော့အောအမူမောတွေဖြစ်တတ်တယ်အစာစိတ်တင်းတဲ့လက္ခဏာတွေပြတတ်တယ်ဒါကြောင့်အစာတောင်းနဲ့ပတ်သက်ပြီးတော့မတင်မြတ်အစင်မပြေဘူးဂယုစားရမယ်လာတလာဖြစ်တယ်ကျောင်းမကြီးပိုင်းကိုအစာအိမ်နဲ့ပတ်သက်ပြီးအထူးဂယုစိုက်ပေးပါအင်္ဂါသားသမီးစနေသားသမီးနေနဲ့နတ်တွေနဲ့တဟာစတာဖြစ်နိုင်ဖို့လုံးဝအစင်မပြေဘူးတန်ငငယ်ကျော်ကရကရာသီမှာရပ်တည်နေတယ်ဇွမ်းနပန်းကလည်းကြည်တယ်တန်ငငယ်သားသမီးတွေမဖြစ်မနေဖြစ်အောင်ကြိုးစားတယ်မိဘဆရာသမားပေါ်မှာလည်းကျေးဇူးတည်တတ်တယ်အနုနာခံတယ်သဘောထားကြီးမြတ်တယ်မဖြစ်မနေဖြစ်အောင်ကြိုးစားတာလေတန်ငငယ်သားသမီးအဲ့တော့တန်ငငယ်သားသမီးများခင်ဗျာတတ်နိုင်တများရေချောင်းခရင်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေမတော်အပ်မလာအပ်ပါစံစီစေဝါဈေးကောင်းရမယ်စံစီစေဝါစီးပွားရေးလုပ်ငန်းတို့ဖြစ်ထွန်းမယ်
ရောင်းပတ်ဝယ်ပတ်နေဖြစ်ထွန်းမယ်လောင်စာစီဈေးကောင်းရမယ်ကောင်းကျိုးပေးမယ်စီးပွားကတက်မယ်နည်းနည်းလေးထိတ်ချုပ်ရမှာကဒေါသစိတ်ထိန်ရမယ်အစာတောင်းနဲ့ပတ်သက်ပြီးတတိပြုတ်ပေးရမယ်အခုလာမယ်7 July လမှာ9 ရက်နေ့12 ရက်နေ့19 ရက်နေ့26 ရက်နေ့တွေဟာတန်နင်္ဂနွေနေ့တွေဖြစ်တယ်ထိုတနင်္ဂနွေနေ့၄ပတ်လုံးကံပွင့်လက်ပွင့်စေပွားတဲ့ကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရနာထမကံပွင့်လက်ပွင့်ရတရားလေးကိုတနင်္ဂနွေသားသူများအတွက်ညွှန်ကြားပါရစေမိမိတို့နေအိမ်မှာပဲဖြစ်စေတနင်္ဂနွေကျိုးတောင်းမှာပဲဖြစ်စေဖျားစိတ်ဒီမှာနော်ပဲကိတ်တလုံးပဲကိတ်တစ်ခုနော်လက်မှန်ပြဖို့ဘူးတင်းမြတ်ရနဲ့ထည့်ပြီးတော့ရင်နွေးကြတစ်ခွက်နဲ့ကလူပူစောပါခုနလပိုင်း9 ရက်နေ့ခုနလပိုင်း12 ရက်နေ့ခုနလပိုင်း19 ရက်နေ့ခုနလပိုင်း26 ရက်နေ့၄ပတ်ဟာတန်ငွေနေ့ဖြစ်တဲ့အတွက်၄ပတ်လုံးလုံးဖြစ်စေပထမပတ်ဒုတိယပတ်တတိယပတ်စတုထပတ်ဘယ်အပတ်ဖြစ်ဖြစ်၄ပတ်လုံးလုံးနိုင်လဲအတိုင်းစားမရှိအောင်နိုင်တယ်ရုံရုံကြည်ကြည်မှတ်ပြတ်မှတ်ကွက်ကလူပူစောပိပိပါအကျိုးပိကိန်းငနန်းအကျိုးပြုမဲ့ကိန်းငနန်းစင်ရှစ်ကိန်းငနန်း၄ကိန်းငနန်းတစ်ကိန်းငနန်းအကျိုးပိမဲ့1 4 8ကိန်းငနန်းစင်3ခုအကျိုးပိမဲ့အကျိုးပိမဲ့အခရာတွေမှာဆိုလို့ရှိရင်ကောင်းကျိုးပိမဲ့အခရာလာအခရာဝါအခရာအဲ့အခရာနှစ်ခုကောင်းကျိုးပိမဲ့ထိခံဝေခံတို့အကျိုးပိကိန်းငနန်းစင်ပေါ့နော်1အစ8အစုံ4အစ1အစုံ4အစ8အစုံစာတိတို့ထိကိန်းငနန်းတို့ကိုလည်းရှာဖွေကန်ဆန်းပါကန်ချာမှာကန်ကောင်းမယ်ထိကန်ငွေကန်ကောင်းကျိုးပိမဲ့လာတက်လာငွေကြေးကိစ္စရက်တို့အောင်မြင်မယ်3 ရက်နေ့ကြော်တာနဲ့9 လပိုင်း3 ရက်ကြော်ပြီးဆိုရင်9 လပိုင်း3 ရက်နေ့ကနေစပြီကံကောင်းမယ်နေနဲ့ပိုင်ရှင်အောင်မြင်မယ်ကောင်းကျိုးထူးကြမယ်နည်းနည်းလေးဒေါသစိတ်ထိန်ရမယ်အိမ်အောင်တဲ့အိမ်အောင်ရှင်များဖို့အိမ်အောင်ရေးသားရတယ်ပြိုးရွယ်ငယ်ရွယ်သူများအတွက်တော့အရှိစအရှိနှလုံးသားကန်ဆာတာမကောင်းဘူးအစာအိမ်နဲ့ပတ်သက်တဲ့ကြောင်းမိုက်မကောင်းဘူးရေချောင်းခရီးတို့ကိုရှောင်ကျဉ်ရမယ်စံစီစေးဝါတို့နဲ့ပတ်သက်ပြီးဈေးကောင်းရမယ်စံစီဈေးကောင်းဈေးဝယ်ကောင်းကျိုးပေးမယ်ဆုံးကြုံထားတဲ့အိမ်ရှံမြေတိုက်ခန်းတိုက်တာအဆော့အောင်ပြန်လည်ရရှိမယ်လုံခဲ့တဲ့4-5 လကဇာတာကညံထားတာတွေအကုန်လုံးပြေပြောက်ပြီးအောင်မြင်မယ်ငွေကလည်းကောင်းရမယ်စီးပွားရေးလည်းဖြစ်ထွန်းမယ်လူချန်တန်းချန်တာကိစ္စရက်တွေဆိုလို့ရှိရင်9 လပိုင်း20 ရက်ကျော်ရင်အထမြောက်ပြီးအောင်မြင်ပါလိမ့်မယ်ဘာလေးတွေလူချန်တာတန်းချန်တာဘယ်လိုလေးတွေဆောင်ရွက်ချန်တာဘယ်လိုကုသိုလ်ကောင်းမှုလေးတွေဆောင်ရွက်လို့တဲ့စံတာတွေအောင်မြင်သွားပါလိမ့်မယ်နည်းနည်းလေးတတိထားပြရမှာခရူးဆိုင်ရမှာကပါလေနည်းနည်းလေးစိတ်ရှည်ပြီးဆောင်ရွက်ရမယ်အရှိနှလုံးသားမှာစကားမှားတာပြောမိပြောရတယ်တင်စားတစုံတဦးတယောက်နဲ့ဆွဆွဲယုံမဲ့ပြောမိပြောရဖြစ်စံမျိုးကတော့အတတ်နိုင်ဆုံးရှောင်ကြပါပဲကိတ်တခုရင်နဲ့ကြတစ်ခွက်ကတ်လို့ပူစော်ပေးပေးပါစွန်တဲ့အခါမှာတကြီးရဦးလို့ပုဂ္ဂိုလ်ရက်ွက်ထက်ကကလေးတုံငယ်တော့ကိုပဲကိတ်ကိုပြန်လဲစွန်လို့ရပါတယ်အရှိအိမ်နောက်ရေးကြားမရေးစီးပွားရေးလုံငွေများဆွေးနွေးမင်းများလို့တာများရှင်စာရဖုန်းနံပါတ်ဖြစ်တဲ့3ညာကို4ကြီးပါ5လုံး4 5လုံး3ညာ3ညာ4ခွန်3ညာကိုခွန်ကြီးပါ5လုံးခွန်5လုံး6နဲ့တင်5တို့ကိုဓာတ်ရိုက်ဆက်သွယ်မင်းများနိုင်ပါတယ်ပြည်တွင်းပြည်ပအနှက်နဲ့ရက်ရက်မှနေ့စဉ်နဲ့အမျှကျွန်တော်များပုံနဲ့တော်ပြီးတဲ့ဆရာရနာထွန်းနဲ့ဆွေးနွေးမင်းများနေကြတဲ့ထမင်းရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကြိုတင်ဆင်ရင်ပေးသွင်းထားမှအလဲကျစနစ်နဲ့ဟောပြောပေးနိုင်ပါတယ်ခင်ဗျညမူတော်ကအဖြစ်တော်ကို3000ကျပ်ပါအနက်နဲ့အရရမှဆရာရပေးနေထမင်းရှော့ခနဲ့သားများအားလုံးကိုစိတ်နှပြကြမှာချမ်းသာပါစေကြောင်းကျွန်တော်များပုံနဲ့တော်ပြီးတဲ့ဆရာရနာထွန်းအထုစုံမောကောင်စုတောင်းမြတ်တာပို့တာအပ်ပါတယ်အကျိုးပေးမဲ့အကြောင်းလေးပါဆိုလို့ရှိရင်အဝါရောင်အနီရောင်ထို့အကြောင်းတစ်ခုကအင်မတန်တန်ငွေသားသူများကိုကောင်းကျိုးပေးပါလိမ့်မယ်အောင်မြင်မှုတော့လည်းဖော်ဆောင်ပါလိမ့်မယ်မပြတ်မကွက်9 ရက်12 ရက်19 ရက်26 ရက်4 ပတ်တာကာလကိုရက်တရားလေးကိုမပြတ်မကွက်ဆောင်ရွက်နိုင်စေဖို့ကျွန်တော်မှာအထုမြတ်တာရက်ခံပါရစေတေကိန်းငနဲ့၄ကိန်းငနဲ့၈ကိန်းငနဲ့ကောင်းကျိုးပေးမယ်ကောင်းကျိုးစီးပွားတွေဖြစ်ထွန်းမယ်9 လပိုင်းဟာကံကောင်းသောနင်းနာပိုင်ရှင်နံပါတ်1တန်ငွေသားသူများဖြစ်ပါတယ်တန်ငွေသားသူများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရနာတို့ရောင်ကိုမြို့တော်မှာအထုစွန်မောကောင်စုတောင်းမြတ်တာပို့တာအပ်ပါတယ်အရှိအိမ်တော်ရေးချမ်းသာရေးစီးပွားရေးလုံငွေရေးအဆအဆအရာရာအောင်မြင်ပါစေလို့စာနေနဲ့အထုစွန်မောကောင်စုတောင်းမြတ်တာပို့တာလည်းပါပဲခမရုံရုံကြည်ကြည်စာညွှန်ကြားတဲ့ရတရားလို့ကိုဆောင်ရွက်ခြင်းအဖြစ်အဆအဆအရာရာ
အောင်မြင်ပြီလို့ယူဆနိုင်ပါတယ်အခက်အခဲတွေကြော်လွှားနိုင်ပါစေလို့မေတ္တာပို့သလိုက်ရပါခင်ဗျာ